ဒီဇလန်ကတော့ကျွန်တော်ဘဝတစ်ခုလုံးပျက်စီးသွားခဲ့ရတဲ့နေ့တစ်နေ့အကြောင်းပေါ့ဒါမှမဟုတ်ပြီးခဲ့တဲ့ဘဝကပျက်စီးခဲ့တာလို့ပဲပြောရမလားဘုတ်ဖွဲ့ဆောင်ပွဲပထမဆုံးနေ့မှာကျွန်တော်မိန်းကလေးတစ်ယောက်ရဲ့အသက်ကိုကယ်ခဲ့မိတယ်ဒါပေမဲ့ပြန်ရလိုက်တဲ့ရလက်ကတော့ကိုထိလက်ရောက်စော်ကားမှုဆိုတဲ့ဆွဆွဲချက်ပဲဆောင်ပွဲဖြည့်ပြီးအပြင်ထွက်လာတဲ့အချိန်မှာပဲအင်တာနက်ပေါ်မှာပလူပြန်နေပြီးအဲ့ဒီမိန်းကလေးကဗီဒီယိုထဲမှာအသေးအတန်ကိုပြပြီးတော့ကျွန်တော်ကကူညီချင်အောင်ဆောင်ပြီးသူ့ကိုအမျက်ထုတ်ခဲ့ပါတယ်ဆိုပြီးပြောနေကြတာဘယ်မိန်းကလေးကမှမိမိတိတ်ခါကိုအပေါင်ဆုံးခံပြီးသူတစ်ပါးကိုမဟုတ်မမှန်မဆွဆွဲပါဘူးဆိုတဲ့သူ့ရဲ့စကားတစ်ခွန်းနဲ့တင်ကျွန်တော်ဟာတစ်ကမ္ဘာလုံးရဲ့အမြင်မှာတရခံဖြစ်သွားခဲ့ရတယ်ကျွန်တော်ခန်းစားချက်တွေကိုမျိုးသိပ်ပြီးစာကိုအသေးလဲစူးစမ်းခဲ့လို့ရမှတ်666မှတ်အထိရခဲ့တဲ့သတင်းဌာနကြီးတွေကကျွန်တော်ကိုလာရောက်လူတွေ့မေးမြန်းပြီးအမှန်တရားကိုဖော်ထုတ်ပေးကြလိမ့်မယ်လို့ထင်ခဲ့တာဒါပေမဲ့တရားမျှတမှုအစားကျွန်တော်ရလိုက်တာကတော့မိဘနှစ်ပါးစလုံးကားတိုက်ခံရပြီးဆုံးပါသွားပြီဆိုတဲ့သတင်းဆိုပဲစိတ်မမှန်တဲ့လူတစုကသူတို့ကိုကားနဲ့တိုက်တက်သွားခဲ့တာဒါပေမဲ့ကံကြမ္မာကအလှည့်ပြောင်းဖြစ်ပြီးကျွန်တော်ကိုဒုတိယအကြိမ်ပြန်လဲတက်ရှင်ခွင့်ပေးခဲ့တယ်ကျွန်တော်အဲ့ဒီနေ့မနက်ခင်းစီကိုပြန်ရောက်သွားခဲ့ပြန်ပြီးလက်ထဲမှာစာမေးပွဲဖြေဆိုခွင့်ကက်ရှိမှာတော့အဲ့ဒီလမ်းမကြီးပြီးခဲ့တဲ့ဘဝကစာမေးပွဲဖြေရမယ့်နေရာကဝေးတော့ကျွန်တော်အိမ်ကနေ2 နာရီခွဲစောပြီးထွက်လာခဲ့မိတယ်ကျွန်တော်ကားမှတ်တိုင်မှာစာမေးပွဲဖြေမဲ့သူတွေအတွက်တီးတန့်ကားကိုစောင့်နေတော့ဘေးနားမှာရက်နေတဲ့ဇင်းယူဆိုတဲ့မိန်းကလေးကရင်ဘတ်ကိုဖိပြီးမြေကြီးပေါ်လဲကျသွားခဲ့တယ်ကျွန်တော်အမေကတူနာပြုတ်တယောက်မို့လို့ကျွန်တော်ကိုအရေးပေါ်အသက်ကယ်ပြုစုနေတင်ပေးထားဘူးတယ်ကျွန်တော်ဘာမှမစင်စားပဲသူ့တက်ကိုကယ်ခဲ့ပြီးလူနာတင်ကားလာတဲ့အထိစောင့်ပေးခဲ့တယ်ပြီးမှစာမေးပွဲဖြေမဲ့နေရာကိုအပြေးလွှားသွားခဲ့ရတယ်ဒါပေမဲ့စာမေးပွဲဖြေပြီးလို့ဖုံးဖွင့်လိုက်တဲ့အချိန်မှာတော့ကျွန်တော်ဆုံးသွားခဲ့ရတယ်ဇင်းယူကဆေးရုံကတင်ပေါ်ကနေငိုယိုပြီးဗီဒီယိုတင်လိုက်တာကတော့သူသတိလစ်နေတော့ကျွန်တော်ကအခွင့်ကောင်းယူခဲ့ပါတယ်တဲ့အဲ့ဒါကကားမှတ်တိုင်အဟောင်းမို့လို့လုံခြုံရေးကင်မရာလည်းမရှိတက်တေလည်းမရှိဘူးလူတိုင်းကကျွန်တော်ကိုဆဲဆူကြပြီးအမေလည်းဆေးရုံမှာအဆက်ခွဲခံခဲ့ရတယ်အဖေရဲ့ထမင်းချိုင်ဆိုင်လေးလည်းဖျက်ဆီးခံခဲ့ရတယ်ကျွန်တော်အမှတ်ကောင်းကောင်းရရင်ကဘာကြီးကကျွန်တော်စကားကိုနားထောင်လောက်မယ်လို့ထင်ခဲ့တာဒါပေမဲ့ရလက်ထွက်တဲ့နေ့မှာပဲဇင်းယူကဆေးရုံခေါင်းမိုးပေါ်ကနေခုန်ချပြီးအဆုံးစီရင်သွားခဲ့တယ်သူ့မိသားစုကကျွန်တော်တို့အိမ်ရှိမှာရော်ကြီးငွေ320တောင်းတဲ့ဆိုင်းမုတ်ကြီးချိတ်ပြီးလာထိုင်နေကြတော့တာအဖေပစ္စည်းသွားဝယ်တဲ့အချိန်သတင်းထောက်တွေလိုက်ရှုပ်တာနဲ့ကားအက်ဆီဒင့်ဖြစ်ပြီးမိဘနှစ်ပါးစလုံးကျွန်တော်ကိုတယောက်တည်းထားခဲ့ကြပြန်ရောကျွန်တော်စိတ်လွတ်ကိုလွတ်နဲ့အိမ်ပြန်ရောက်တော့လှေကားမှာစီရီလောင်းထားတာကြောင့်ချီချော်ပြီးခေါင်းနဲ့ကြောက်ခဲနဲ့စောင့်မိသွားတယ်တေခါနီးအချိန်မှာမျက်နှာချင်းဆိုင်အိမ်ကမော်လီဆိုတဲ့ကောင်မလေးကလက်ထဲမှာစီဘူးကိုကင်ပြီးကျွန်တော်ကိုမုံတိဆက်ဆုပ်တဲ့အကြည့်တွေနဲ့ကြည့်နေတာကိုမြင်လိုက်ရတယ်အခုတော့ကျွန်တော်အဲ့ဒီလမ်းမပေါ်ကိုပြန်ရောက်နေပြီးကားမှတ်တိုင်ကဒီကနေမီတာ90ပဲဝေးတော့တယ်လှည့်ကြည့်လိုက်ရင်ဇင်းယူရဲ့အရေးကိုမြင်နေရပြီးဒါပေမဲ့ဒီတစ်ချိန်မှာတော့ကျွန်တော်အဲ့ဒီဘက်ကိုလှည့်တောင်ကြည့်မှာမဟုတ်ဘူးကျွန်တော်ခြေလမ်းတွေကိုရက်လိုက်တယ်တတိုင်းနောက်ကနေထွက်နေတဲ့ပန်းပွင့်လေးတစ်ပွင့်ကိုခူးပြီးကျွန်တော်အင်ဂျီဂျေတီပေါက်မှာတက်လိုက်တယ်ပြီးတော့အိတ်ထဲကနေနှစ်ချက်ထုတ်ပြီးအင်္ဂလိပ်စာလေ့လာတဲ့ software ကိုဖွင့်ပြီးစာလုံးတွေကိုအတန်ကျကျနဲ့အလွတ်ကျက်နေလိုက်တယ်ဒါတွေကအတိတ်ပဲမရှိဘူးလို့ထင်ရပေမဲ့ဒီအရာလေးတွေကပဲဒီနေ့ကျွန်တော်အသက်ကိုကယ်တင်ပေးမှလမ်းပေါ်မှာကြောက်ခဲတစ်လုံးရှိနေတာကိုကျွန်တော်ပေါ်လုံးကန်တယ်လို့ပြန်ပြီးရှောက်လာခဲ့တယ်ကြောက်ခဲကတက်တိုင်ကိုထိပြီးရေမြောင်းနဲ့ကျသွားတယ်ဇင်းယူကကျွန်တော်နဲ့တောင်လောက်กว่าမှအရက်သမားလို့ရိမ့်ထိုးနေခဲ့တာဒါပေမဲ့ကျွန်တော်ကတော့ကြောက်ခဲနောက်ကိုလိုက်ရင်းရေမြောင်းနဲ့ခုန်ဆင်းလိုက်တယ်ခြုံပုတ်တွေကြောင့်မျက်မှန်ကိုခလုတ်တိုက်မိလို့မျက်မှန်ချုပ်ပြီးအိတ်ထဲထည့်လိုက်တယ်ရေမြောင်းက6တွေ့နေတာမို့ကျွန်တော်အင်ဂျီလက်ကိုပင့်တင်ပြီးကြောက်ခဲတွေကိုအရွယ်စားလိုက်စီနေလိုက်တယ်နေရာအောက်မှာအဲ့ဒီကြောက်ခဲတွေကစိန်တွေလို့တောက်ကနေခဲ့တာကျွန်တော်သဘောကျပြီးအဲ့ဓာတွေကိုတပ်ပုံရိုက်ကလူမှုကွန်ရက်မှာအခြေအနေတင်လိုက်တယ်ပြီးခဲ့တဲ့ဘဝကဒီအချိန်မှာကျွန်တော်သူ့ရင်ဘတ်ကိုဖိပြီးအသက်ကယ်နေခဲ့ရတာဒီနေ့တော့ကျွန်တော်ဒီမှာကြောက်ခဲတွေနဲ့ကစားနေတယ်ကျွန်တော်နှလုံးပုံစံကြောက်ခဲတစ်လုံးကိုကောက်ယူပြီးတ िश ူးနဲ့ပြောင်းနေအောင်တုတ်ကနေအောင်စီမြောက်ပြီးអော်လိုက်တယ်နှလုံးသားတဲ့ကျွန်တော်တချင်းတွေတောင်စုံနေမိသေးတယ်မျက်မှန်မပါတော့အရာအလုံးကဝေဝါးနေပြီးစိတ်နှမ်းဆူပြေတာပဲမြင်ရတယ်အဲ့ဒီအချိန်မှာစပယ်ပန်းရင်းနဲ့ရလာတယ်တန်စကားနောက်မှာအဖိုးတယောက်ကအပင်တွေကိုရေလောင်းနေတာအဖိုးတို့အိမ်ခေါင်မိုးကကင်မရာကကျွန်တော်ဘက်ကိုကွက်တိချိန်ထားတာကျွန်တော်နှစ်ချက်ကိုချွတ်ပြီးမင်္ဂလာပါအဖိုးတို့စပယ်ပန်းနှံကတရက်ကွက်လုံးမွေးနေတာပဲလို့ပြောလိုက်တယ်အဖိုးကသဘောကျသွားပြီးမြေးလေးစာမွေးဝဲဖြစ်မလို့လားတဲ့ကျွန်တော်ကဟုတ်ကဲ့လို့ဖြေတော့အဖိုးကလှပတဲ့ပန်းပွင့်တွေအများကြီးခုပေးခဲ့တယ်ဒီလိုနဲ့10မိနစ်လောက်ကုန်သွားပြန်ပြီးအဲ့ဒီအချိန်မှာအတော်ကြီးအချို့အိတ်တွေကင်ပြီးကားမတ်တိုင်ပဲရှောက်လာတာတွေ့ရတယ်ကျွန်တော်ပန်းစည်းကိုကင်ပြီးသူတို့နောက်ကနေလိုက်သွားခဲ့တယ်အတော်ကြီးတယောက်ကလှည့်ပြီးမောင်းရင်လေးဒီပန်းတွေဘဲကရလာတာလဲလို့မေးတော့ကျွန်တော်ကပြုံးပြီးမျက်မှန်တက်ကအတော်ကြီးသဘောကျရင်ယူပါဆိုပြီးပန်းတွေအကုန်ပေးလိုက်တယ်ကျွန်တော်တို့ကားမတ်တိုင်ရောက်တဲ့အချိန်ဇင်းယူကိုမတွေ့ရတော့ဘူးသူကကားမတ်တိုင်နောက်ကခြုံပုတ်ထဲမှာလဲကျနေခဲ့တာကိုကြော်ညာဆိုင်ပုတ်ကြီးကကွယ်ထားတော့ဘယ်သူမှမသိလိုက်ကြဘူးကားရောက်လာတော့ကျွန်တော်နောက်ဆုံးခုံမှာသွားထိုင်ပြီးနှစ်ချက်ပြန်တက်ထားလိုက်တယ်ကားထွက်ခါနီးမှာအတော်ကြီးတယောက်ကဇင်းယူရဲ့ပြုတ်ကျနေတဲ့ဖုန်းကိုမြင်သွားပြီးအဲ့ဒီကမှတဆင်သူ့ကိုမြင်ပြီးအော်ဟစ်လိုက်ကြတော့တယ်သူခမမျက်နှာတစ်ခုလုံးညိုမဲနေရှာပြီးဒါပေမဲ့ကျွန်တော်တစ်ချက်ကလေးတောင်လှည့်မကြည့်ခဲ့ဘူးလူတွေကကျွန်တော်ကိုလမ်းလွဲသွားလို့ရရဲ့သားနဲ့ဒါမှမဟုတ်အငှားကားစီးသွားပါတော့လားလို့ပြောကြလိမ့်မယ်ဒါပေမဲ့ဘာဖြစ်လို့လဲကျွန်တော်ကိုဖျက်ဆီးခဲ့တဲ့နေရာမှာပဲသူတုံရီပြီးခံစားနေရတာကိုကျွန်တော်မြင်ချင်တာသူ့ကိုကယ်တင်ရှင်တယောက်လာခဲ့လိမ့်လို့နဲ့စောင့်မျှော်နေပါစေဦးနောင်တဆိုတာလူဆိုးတွေပဲရတင်တာကျွန်တော်မဟုတ်ဘူးစာမွေးပွဲဖြစ်မဲ့နေရာကိုကျွန်တော်မိနစ်20စောပြီးရောက်ခဲ့တယ်ဘာလို့တကြီးမှမရှိသလိုဘာကြောက်ရွံ့မှုမှလည်းမရှိပဲစာမွေးပွဲကိုအပိုင်ဖြေနိုင်ခဲ့တယ်
အိမ်ပြန်ရောက်တော့ထမင်းစားပြီးကောင်းကောင်းအိပ်ဆက်လိုက်တယ်နိုးလာလို့ဖုန်းကြည့်တော့သတင်းတွေထဲမှာဘာမှမပါသေးဘူးအဖေနဲ့အမေကအိမ်မှာပဲရှိနေကြသေးတယ်အမေကရေအေးနဲ့ကျွန်တော်မျက်နှာကိုတုပ်ပေးရင်းတာကြီးဒီမနက်ကားမှတ်တိုင်မှာចောင်းသားတယောက်နှလုံးရက်သွားတယ်လို့ကြားတယ်တို့ဆေးရုံရဲ့အထူးကြက်မှတ်ကူတာဆောင်မှာတင်ထားရတယ်အသက်ရှင်ပါမလားမသိဘူးတဲ့အဖေကလည်းအေးဟုတ်တယ်ငါလည်းကြားတယ်စိတ်မကောင်းပါဘူးကွာအရွယ်ကလည်းငငယ်လေးအထူးသဖြင့်ဒီနေ့ကစာမွေးပွဲနေ့ဆိုတော့ပိုဆိုးတာပေါ့ဒါပေမဲ့တာကြီးဒါရီရှောက်မတွေးနဲ့စိတ်ပူနေလိမ့်မယ်တဲ့ကျွန်တော်မိဘတွေကတိတ်ကိုယိုသားပြီးစိတ်ကောင်းရှိကြတာအဲ့ဒီမိန်းကလေးကစာမွေးပွဲမဖြစ်နိုင်ရှာဘူးဆိုပြီးအခုထိစာနာပေးနေကြတော့ပြီးခဲ့တဲ့ဘဝကအဲ့ဒီမိန်းကလေးကြောင့်ပဲကျွန်တော်တို့မိသားစုတစ်ခုလုံးပျက်စီးခဲ့ရတယ်ဆိုတာသူတို့ပဲသိပါမလဲပြီးခဲ့တဲ့ဘဝကကျွန်တော်သူ့ကိုမဖွယ်မရာထိတွေ့ကင်တွယ်ပါတယ်ဆိုပြီးကုညီမှုကိုစော်ကားမှုအဖြစ်ပုံဖြတ်ပြီးဆွဆွဲခဲ့တာအခုတော့သူဒီလိုအထူးချက်မှတ်ကူတာဆောင်ရောက်နေရတဲ့ရလက်ကိုပို့ပြီးသဘောကျနေလောက်မှာပါနေလေပိုင်းစာမွေးပွဲအတွက်ကျွန်တော်ကားနဲ့မသွားချင်တော့တာမို့အဖေဒီနေ့ကျွန်တော်ကိုအဖေဆိုင်ကယ်လေးနဲ့လိုက်ပို့ပေးပါလားလို့ပြောလိုက်တယ်ချစ်ရတဲ့သူတွေကိုတစ်ချိန်ဆုံးရှုံးမှုတဲ့ခံစားချက်ကိုကျွန်တော်ကောင်းကောင်းသိတာမို့သူတို့နဲ့ကုံဆုံးရတဲ့အချိန်တိုင်းကိုလက်ခုပ်ထဲကရေလိုတန်ဖိုးထားခြင်းမိတယ်အဖေကဆိုင်ကယ်နောက်ကပစ္စည်းတင်တဲ့တန်ကွင်းကိုဖြုတ်ခုံကိုအဝတ်နဲ့ပြောင်းနေအောင်တုပ်ပေးပြီးဟေ့ကောင်မင်းကအဖေထက်တောင်အရက်ရှိနေပြီးခြေတော့ပင်မထားမလဲလို့ရဲပြီးပြောတယ်ကျွန်တော်အရက်က6ပေ3လက်မရှိပြီးအဖေကများတော့9ပေ6လက်မလောက်ပဲရှိတာကျွန်တော်နောက်ကနေလိုက်စီးရင်အဖေပုကုန်းကိုကင်ကားအဖေစာမှုပွဲပြီးရင်ကျွန်တော်တို့အားလုံးအဖိုးလို့စီရွာကိုတွားကြမယ်လေလို့ပြောလိုက်တော့အဖေကလီဘာကိုဖြည်းဖြည်းချင်းလှည့်ရင်အခုချက်ချင်းဘလို့တွားလို့ရမလဲမင်းကောလိပ်တက်ရအောင်မယ်ပြီးတော့မင်းအတွက်အိမ်ဝယ်ဖို့ပတ်စံလဲစုရအောင်မယ်လေတဲ့ကျွန်တော်အဖေရဲ့ပကုန်းကျဲကြီးပေါ်ခေါင်းမိလိုက်ပြီးပတ်စံကဘဲချင်းမဆိုရှာလို့ရပါတယ်အဖေဒါပေမဲ့ဒီเจ้าပရက်ကပြန်မလာတော့ဘူးလေရွာမသွားဖြစ်တာ3200ရှိပြီးစာချက်နေရတာနဲ့ပဲတယောက်တစ်ခွဲစီသွားဖြစ်ကြတာလို့ပြောလိုက်တယ်အဖေနည်းနည်းတွေဝေသွားတော့ကျွန်တော်ကလေးဘဝကလို့အဖေကိုလှုပ်ခါပြီးစုပူစားလိုက်တယ်18နှစ်အရွယ်အရက်ရှိရှိကောင်းကြီးကကလေးလိုစုပူစားရင်ဘဲအဖေမဆိုစိတ်ပြော့သွားတာပဲအော်တက်တက်ထိုင်ဆန်းပါလဲကြကုန်တော့မယ်ဆိုပြီးအဖေကသဘောကျပြီးရေမောတော့တယ်ကဲဟုတ်ပြီမနှက်ဖြန်တရက်ပဲဆိုင်ဖွင့်မယ်တပတ်ခါကြရင်ရွာမှာပဲမင်းရဲ့ရလက်ကိုအတူတူကြည့်ကြတာပေါ့အဖိုးနဲ့အဖွားလည်းပျော်သွားမှာတဲ့စာမွေးပွဲဖြစ်မဲ့နေရာရောက်လို့လှည့်ကြည့်လိုက်တော့အဖေကဆိုင်ကယ်ပေါ်ကနေကျွန်တော်ကိုမြစ်တာအပြည့်နဲ့ကြည့်နေတာတွေ့ရလို့မျက်ရည်တောင်ဝဲမိတယ်ကျွန်တော်လက်သီးပြပြီးအဖေကိုအောင်စုချွေကအထဲဝင်ခဲ့တယ်စာမွေးပွဲကတော့လုံးဝရှယ်ပဲကျွန်တော်ကအเจ้าရဲ့အတော်ဆုံးចောင်းသားပဲလေဇင်းယူရဲ့ကိစ္စသာမရှိခဲ့ရင်ကျွန်တော်အနာဂတ်ကဘလောက်တောင်တောက်ပတ်နေမလဲညနေပိုင်းမှာအဖေကထပ်ပြီးလာကြိုတယ်မောနေပြီလားစနေပြီလားရေတောက်လိုက်ဦးဆိုပြီးဓပူးတွေကရေတိုက်တယ်ကျွန်တော်ပြင်းကြောဆွဲရင်အဖေအိမ်ရောက်ရင်အိမ်ယုံမယ်လို့ပြောလိုက်တယ်ပြီးခဲ့တဲ့ဘဝကအဲ့ဒီမတော်တဆမှုပြီးကလေးကကျွန်တော်တညမှကောင်းကောင်းမအိပ်ခဲ့ရဘူးဒီနေ့တော့မျက်စိတွေကျိန်းဆက်ပြီးအိတ်ချင်နေပြီးအိမ်ရောက်တော့အမေကညချူတီရှိလို့သွားပြီးအဖေကဟင်းချက်နေတော့ကျွန်တော်ရေချိုးပြီးအခန်းထဲဝင်လာခဲ့တယ်အင်တာနက်ပေါ်မှာတော့အခုထိတိတ်ဆိတ်နေတော့ပဲဇင်းယူရဲ့အခြေအနေကတိတ်မကောင်းဘူးဒါပေမဲ့သူ့မိသားစုကဘလောက်အထိဒုက္ခပေးတတ်လဲဆိုတာကျွန်တော်သိတယ်ဇလန်အစ်စ်ကအခုမှစမှာတကယ်တော့ဇင်းယူကကျွန်တော်ရဲ့အလဲတန်းကျောင်းတုန်းကအတန်းဖော်ဟောင်းပဲဒါပေမဲ့ကျွန်တော်သူ့မျက်နှာကိုတော့မမှတ်မိတော့ဘူးပြီးခဲ့တဲ့ဘဝကဗီဒီယိုထဲမှာတော့သူကကျွန်တော်သူ့နောက်ကိုလိုက်နေတာကြပြီလို့ပြောခဲ့တာကျွန်တော်ကိုစပင်းတွေကစင်းနေပြီးအနက်သက်ဆိုတဲ့ရေမြောင်းတွေကကျွတ်တကောင်လိုပုံဖြတ်ခဲ့တာတကယ်တော့ကျွန်တော်ကရုပ်ရည်တံပြန်ပြီးလူတွေကတော့မင်းသားလေးလိုပဲလို့ပြောကြတာသူသားတေးမသွားခဲ့ရင်ကျွန်တော်ရဲ့အပြစ်မရှိကြောင်းတက်တည်ပြနိုင်ခဲ့မှာဒါပေမဲ့တည်သွားတဲ့သူကိုဘယ်သူမှမနိုင်ဘူးပြီးခဲ့တဲ့ဘဝကကျွန်တော်စီကိုအမီမတိတက်ပုံတပုံရောက်လာဘူးတဲ့အမိုက်ပုံလိုအခန်းတစ်ခုရဲ့နေရာမှာကျွန်တော်တက်ပုံတွေအများကြီးကတ်ထားတာကျွန်တော်ရဲ့ပျောက်ဆုံးသွားတဲ့ပစ္စည်းတွေဖြစ်တဲ့တုပ်ရေဘူးသုံးပြီးသားဘောပင်အောက်ခံဘောင်းပြီးအဟောင်းတွေနဲ့ဖနက်ဆုပ်တွေကိုပါအဲ့ဒီမှာတင်ထားတာအဲ့ဒါစင်းယူရဲ့အခန်းပဲအဲ့ဒီမိန်းကလေးကစိတ်မမှန်ပဲကျွန်တော်နောက်ကိုလိုက်ချောင်းနေခဲ့တာအမိုက်ပုံထိလိုက်မွေခဲ့တာအဲ့ဒီနေ့ကကားမတ်တိုင်မှာသူရှိနေတာကတိုက်ဆိုင်မှုမဟုတ်ပဲကြိုတင်ကြံစီထားတဲ့ထောင်ချောက်ပဲသူ့မိသားစုကပတ်စံပဲလိုချင်ကြတာသူမသိခင်ကျွန်တော်စီဖုန်းဆက်ပြီးသူနဲ့လက်ထပ်ရင်ပြီးတော့သူ့မိဘတွေကိုတင်တောင်းငွေ30သိန်းပေးရင်အကုန်လုံးအဆင်ပြေအောင်လုပ်ပေးမယ်လို့ပြောခဲ့သေးတယ်ကြွတ်တကောင်ကကျွန်တော်ကိုနမ်းဖို့တောင်းဆိုလိုက်တယ်လို့ခံစားရလို့ကျွန်တော်အန်တောင်အန်ကျင်သွားတယ်အဲ့ဒီနောက်မှာသူကိုအဆုံးစီရင်သွားခဲ့တာကျွန်တော်မှအတန်ဖန်းထားတာရှိပေမဲ့တေခါနီးလူကမိသားမပြောပါဘူးလို့ပဲလောကကြီးကတတ်မှတ်ခဲ့ကြတယ်ဒါပေမဲ့မိကုန်းတစ်ခုကတော့ရှိနေတော့မဲ့ကျွန်တော်အဲ့ဒီကားမတ်တိုင်ကိုလာမယ်ဆိုတာသူဘလို့သိလဲအဲ့ဒီအချိန်မှာပဲတေခါနီးမှာမြင်ခဲ့ရတဲ့အိမ်နီးနားချင်းမော်လီကိုတတိယသွားတယ်မော်လီနဲ့ကျွန်တော်ကအတန်းတူပေမဲ့အိမ်ချင်းစကားမပြောဖြစ်ကြဘူးသူမိဘတွေကဆရာမတွေမို့လို့တိတ်စီကန်ကြီးပြီးသူ့ဘဝရဲ့မိနစ်တိုင်းကသူတို့တတ်မှတ်ချက်အတိုင်းပဲကျွန်တော်တို့အခန်းထဲရဲ့နောက်ကနေသူတို့အော်ဟစ်တန်တွေကိုခဏကြားရတတ်တယ်ညှက်လိုက်တာဟိုဘက်အိမ်ကမုတ်ရောင်းတဲ့သားကိုအတူယူဆန်းတဲ့ကျွန်တော်အဖေကအရင်ကမုတ်တွန်းလဲနဲ့ရောင်းရကနေစူးစမ်းပြီးမှဆိုင်ဖွင့်နိုင်ခဲ့တာသူတို့ကကျွန်တော်တို့ကိုအောက်တန်းစားလို့တတ်မှတ်ထားပေမဲ့ကျွန်တော်ကစာမွေးပွဲမှာအမြဲတမ်းပထမရတော့မော်လီကကျွန်တော်ကိုမုံတီးလာခဲ့တာနောက်ရက်စာမွေးပွဲပြီးတော့တငယ်ချင်းတွေနဲ့ပါတီလုပ်မလို့နဲ့ကင်မရာသေးစား3လုံးခိုးဝယ်လာခဲ့တယ်ကျွန်တော်ရဲ့စွမ်းဆောင်ရည်ကိုယုံကြည်ပေမဲ့ဒီလူတွေရဲ့လက်ကွက်ကနေလွတ်ဖို့တက်တေကအရေးကြီးတယ်ကင်မရာတစ်လုံးကိုအိရှိတန်တကားနောက်ကစတစ်ကာအောက်မှာဝတ်ထားလိုက်တယ်ဒုတိယတစ်လုံးကိုအိမ်ထဲမှာတတိယတစ်လုံးကိုတော့ကျွန်တော်အခန်းလိုက်ကအပေါ်မှာတက်ထားလိုက်ရကနေမော်လီရဲ့အခန်း3ပုံ2ပုံလောက်ကိုအတိုင်းသားမြင်နေရတဲ့ဖုန်းထဲကနေကင်မရာကိုစစ်လိုက်တဲ့အချိန်ကျွန်တော်လက်တွေတုံ့ရီသွားခဲ့တယ်
မော်လီရဲ့အခန်းထဲမှာကျွန်တော်တပ်ပုံအကြီးကြီးတစ်ခုရှိပြီးအဲ့ဒီအပေါ်မှာအနီရောင်နဲ့ကြက်ချီခက်အကြီးကြီးခတ်ထားတာအနီရောင်တွေကသွေးတွေလိုစီးကျနေတယ်လို့ပဲကျွန်တော်မျက်နှာကိုလည်းမြားတွေနဲ့ထိုးစီးထားသေးတယ်အခုတော့တေချာသွားပြီးပြီးခဲ့တဲ့ဘဝကကျွန်တော်ကိုဖျက်ဆီးခဲ့တာမော်လီပဲအမည်မသိတပ်ပုံကိုလည်းသူပဲပို့ခဲ့တာဖြစ်ရမယ်ကျွန်တော်အကောင့်တူအသစ်တစ်ခုဖွင့်ပြီးမော်လီရဲ့လူမှုကွန်ရက်ကိုရှာကြည့်လိုက်တော့မြင်ရတဲ့အရာတွေကြောင့်ကြက်တီးတောင်ထသွားရတယ်သူ့အကောင့်မှာတရိတ်ဆန်တွေကိုညှဉ်းပန်းနှိပ်စက်တဲ့ဗီဒီယိုတွေကြီးပဲကျွန်တော်တို့ရက်ွက်ထဲကကြောင်တွေနဲ့ခွေးတွေကျွန်တော်ကစိတ်မမှန်တဲ့သူတယောက်ရဲ့ဘေးနားမှာနေထိုင်နေခဲ့တာကိုကျွန်တော်ချက်ချင်းပဲအဲ့ဒါတွေကိုတပ်ပုံရိုက်ပြီးမှတ်တမ်းတင်ထားလိုက်တယ်အဲ့ဒီအချိန်မှာသူ့ရဲ့ follower စာရင်းထဲမှာကျွန်တော်နဲ့ရင်းနှီးနေတဲ့အကောင့်တစ်ခုတွေ့ရတယ်ကျွန်တော်အကောင့်ကိုဘာမှမတင်ပဲတနေ့ကိုအချိန်50လောက်လာကြည့်တတ်တဲ့အကောင့်ပဲဒါစင်းယူဖြစ်နိုင်မလားလို့ကျွန်တော်တန်တရားဝင်မိတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ဟိုလုံးပုံစံကြောက်ခဲနဲ့စပယ်ပန်းတပ်ပုံကိုတွဲရိုက်ပြီးအင်တာနက်ပေါ်တင်လိုက်ကအချစ်ဇလန်တစ်ပုဒ်ကိုပါမျှဝေလိုက်တဲ့စာမွေးပွဲပြီးတဲ့နောက်ရက်မှာပဲအမေက15ရက်ခွင့်ယူလိုက်ပြီးအဖေကလည်းဆိုင်ကိုတော့ခတ်ကကျွန်တော်တို့3ယောက်စလုံးရွာကိုတန်းထွက်လာခဲ့ကြတယ်ရွာကလူတွေကလာရောက်ဖက်လဲတကင်းလောက်ကြတော့မှပဲရင်ထဲအေးသွားတော့တယ်ပြီးခဲ့တဲ့ဘဝကကြောက်ရွံ့မှုနဲ့စိတ်ဖိစီးမှုတွေအကုန်ပြောက်ကွယ်သွားတယ်လို့ပဲကျွန်တော်ညီလေးတွေခွေးလေးတွေနဲ့အတူလေကွင်းထဲမှာကစားနေပေမဲ့ဇင်းယူရဲ့တည်င်းကိုတော့စောင့်ကြည့်နေတော့ပဲမျောလင့်ထားတဲ့အတိုင်းအထူးချက်မှတ်ကုသဆောင်မှာ6ရက်နေပြီးတော့သူတတိယလာပြီးပြီးခဲ့တဲ့ဘဝကလိုပဲအင်တာနက်ပေါ်မှာငိုပြတော့တာပဲကားမှတ်တိုင်မှာရှိနေတဲ့အတော်ကြီး9ယောက်ကားဆရာနဲ့ကျွန်တော်ကြောင့်သူဒီလိုဖြစ်ရတာပါဆိုပြီးဆွဆွဲတော့တယ်သူ့အခြေအနေကတကယ်တော့တနာစရာပဲနှလုံးရက်သွားတဲ့အချိန်နဲ့ကုသမှုခံယူရတဲ့အချိန်ကြားမှာမိနစ်40လောက်ကွာဟသွားတာကြောင့်သူ့ခန္ဓာကိုယ်ကပျက်စီးသွားခဲ့ပြီအခုဆိုရင်အနှဲငယ်လှုပ်ရှားလိုက်တာနဲ့တင်အသက်အန္တရာယ်ရှိနိုင်တဲ့အုံနောက်ဆဲတွေလည်းပျက်စီးသွားပြီးအောက်ဆီဂျင်ပြတ်လတ်မှုကြောင့်ကြောက်ကပ်ပါပျက်စီးသွားခဲ့လို့တဘဝလုံးကြောက်ကပ်စေတဲ့ဆက်နဲ့ပဲအသက်ဆက်ရတော့မှသူကအသက်18နှစ်ပဲရှိသေးတယ်စာမှုပွဲဖြေဖို့ထွက်လာရင်းနဲ့ဒီလိုဖြစ်ရတာစိတ်မကောင်းစရာဆိုပေမဲ့အဲ့ဒါကြောင့်နဲ့ကျွန်တော်တို့အားလုံးကသူ့ဘဝပျက်စီးမှုအတွက်ရောကြီးပေးရမှာလားပြီးခဲ့တဲ့ဘဝကလိုပဲအင်တာနက်ပေါ်ကလူတွေကကားမှတ်တိုင်မှာရှိတဲ့သူတွေရဲ့အကြောင်းကိုလိုက်စုံစမ်းကြတော့တာပေါ့ကျွန်တော်ကနောက်ဆုံးမှရှိနေခဲ့တာတော့ကျွန်တော်ကိုအရင်ဆုံးပြစ်မှတ်ထားကြတဲ့တယောက်ကကျွန်တော်မနေ့6နာရီခွဲကအိမ်ကထွက်သွားတဲ့တပ်ပုံကိုတင်ပြီးမိနစ်စာလမ်းကိုဘာလို့အကြာကြီးရှောက်နေရတာလဲဆိုပြီးမေးခွန်းထုတ်ကြတယ်လူတွေကလည်းသူ့မှာလည်းအပြစ်ရှိတာပဲဆိုပြီးပြောလာကြတယ်အပြစ်ရှိတယ်ဆိုတာလည်းအတိုင်းထက်အလုံးပေါ့ဗျာဒါပေမဲ့ဒီတစ်ချိန်မှာတော့ကျွန်တော်ကဦးကြောင်မဟုတ်တော့ဘူးလမ်းတစ်လျှောက်ရိုက်ခဲ့တဲ့တပ်ပုံတွေနဲ့6နာရီ50မှာတင်ခဲ့တဲ့ကြောက်ခဲပုံတွေကတက်တည်ပဲအဖေကစံပယ်ပန်းပင်ကအဖိုးနဲ့စကားပြောပြီးအဖိုးအိမ်ကလုံခြုံရေးကင်မရာမှတ်တမ်းကိုတောင်းလိုက်တယ်အဲ့ဒီထဲမှာ9နာရီအထိကျွန်တော်ဖိုးနဲ့စကားပြောပြီးပန်းကူးနေတာအတိုင်းသားမြင်ရတယ်လမ်းကွေ့နေတာကြောင့်ကျွန်တော်ဘက်ကနေကားမတိုင်ကိုမမြင်ရတယ်လို့ကျွန်တော်မျက်မှန်လည်းမပါဘူးအခြားအိမ်နီးနားချင်းတွေရဲ့ကင်မရာတွေကလည်းကျွန်တော်အဲ့ဒီမှာရှိနေကြောင်းတက်တည်ပြနေတယ်လိုင်းကားပေါ်ကကားကင်မရာကလည်းကျွန်တော်ကားမတိုင်ကိုချီမချခင်ကတည်းကကားပေါ်ရောက်နေတာကိုပြနေတယ်ကျွန်တော်နဲ့စင်းယူနဲ့ထိတ်တိုက်မတွေ့ခဲ့ဘူးဒီလိုခိုင်မာတဲ့တက်သေးတွေထွက်လာတော့လူတွေရဲ့အမြင်ကကျွန်တော်ဘက်ကိုလှည့်လာခဲ့တယ်ကျွန်တော်ကတော့လက်ကားနေရင်ဆွဲထည့်ခံရတဲ့ចောင်းသားအဖြူထဲလေးပေါ့အဲ့ဒီအတော်ကြီးတွေကြတော့လေပညာရှင်တွေပြဇင်းယူမိသားစုကဆွဆွဲတာနဲ့အတော်ကြီးတွေကတိတ်ခါချမှုနဲ့တရပြန်ဆွဲတော့တာပဲအထူးသဖြင့်သပင်အတူနဲ့အတော်ကြီးဆိုရင်တမျိုးနယ်လုံးကကြောက်ရတဲ့သူမို့လို့ဇင်းယူမိသားစုကိုအမှုကိစ္စနဲ့ပညာပေးလိုက်တာပေါ့တစ်ဖက်မှာလည်းဇင်းယူကတတိယရချင်းကျွန်တော်အကောင့်ကိုတနေ့ကိုအကြိမ်100လောက်လာကြည့်နေတာကျွန်တော်လည်းတာတာရပဲနေတိုင်းစပယ်ပန်းတက်ပုံတင်ပြီးလွမ်းတဲ့ချစ်တယ်ဆိုတဲ့ပန်းရောင်စတစ်ကာတွေကပ်ပေးလိုက်တယ်သူယူမတက်ဖြစ်သွားပြီးညနေ3နာရီအထိကျွန်တော်အကောင့်ကိုလာချောင်းနေတော့တာကျွန်တော်ကတော့သူနှလုံးရက်ပြီးတည်သွားလိမ့်မယ်ထင်တာဒါပေမဲ့လူဆိုးတွေကအသက်ပြင်းတက်ကြတယ်ဗျာသူကလူတူတနာအောင်လိုင်းပေါ်မှာဗီဒီယိုလွှင့်ပြီးဆင်းရဲဒုက္ခတွေပြဆေးရုံစည်းတွေပြတော့လူအချို့ကပတ်စံတွေလှူကြသေးတယ်ပြီးတော့လူတိုင်းစောင့်မျှော်နေတဲ့ရလက်ထွက်တဲ့နေ့ရောက်လာခဲ့တယ်ကျွန်တော်တို့အားလုံးကွန်ပျူတာရှိမှထိုင်နေကြတာပြီးခဲ့တဲ့ဘဝကစိတ်ဖိစီးမှုတွေကြားတဲ့ကတော့ကျွန်တော်658မှတ်ရခဲ့တာဒီတစ်ချိန်ဘာဖြစ်မလဲကျွန်တော်ခုံနံပါတ်ရိုက်ထည့်လိုက်ပေမဲ့မျက်နှာပြင်ပုံမှာဘာမှပေါ်မလာဘူးအဖေဆိုရင်ချွေးရပြန်လို့အဖိုးကတော့ရွာကအင်တာနက်မကောင်းလို့ထင်နေတာကျွန်တော်အဖိုးရဲ့လက်ကိုဖြည်းဖြည်းချင်းကင်ပြီးပြုံးကအဖိုးပထမဆုံးအမှတ်အများဆုံးရတဲ့50ရောက်ရဲ့ရလက်ကိုချက်ချင်းပြလိမ့်မရှိဘူးလူပြောလိုက်တော့မှမိဘတွေသဘောပေါက်ပြီးဝမ်းသာအားရကခုန်ကြတော့တယ်တရွာလုံးနဲ့တရက်ကွက်လုံးအကြီးအကျယ်ဖြစ်ပြီးဆိုတာတီးသွားကြပြီးအဖိုးဆိုရင်မျက်ရည်တွေတောင်ကျလို့အဖိုးကအဖေကိုစူတယ်ဟေးကောင်ဦးကြောင်နဲ့ဘာရက်လုံနေတာလဲမြို့ကနေမုံတွေသားတွေတွားဝဲချေတရွာလုံးကိုကျွေးမွေးအိတ်ခံမဲ့တဲ့အဲ့ဒီအချိန်မှာအဖေဖုံးမိလာတဲ့နံပါတ်ကိုမြင်တာနဲ့ကျွန်တော်អော်လိုက်မိတယ်အဖေဒါထိတ်တန်းတက္ကသိုလ်ကဖုံးပဲတဲ့အဖေကလက်တွေတုံပြီးဖုံးတောင်မကင်နိုင်တော့ဘူးအဖိုးကဖုံးကိုလူယူပြီးဂုံယူဝင်းကြွားစွာနဲ့ဟဲလို့ဟုတ်ကဲ့ကျွန်တော်သူ့ဖိုးပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်တဲ့အဖေနဲ့အမေကဖုန်းနာကတ်နေပေမဲ့အဖိုးကအနားမကတ်ခိုင်းဘူးဖုန်းချလိုက်တော့အဖိုးနဲ့အဖေနှစ်ယောက်စလုံးငိုကြတော့တာတာကြီးမင်းလုံနိုင်ခဲ့ပြီးမင်း9ရ8မှတ်ရတယ်မင်းတပြည်နယ်လုံးမှာပထမဆုံးအမှတ်အများဆုံးရတဲ့သူပဲတဲ့အဲ့ဒီနောက်မှာတော့ရုပ်တံလိုင်းတွေရွာကိုရောက်လာပြီးကျွန်တော်ကိုလူတွေ့မင်းမြန်းကြတယ်တနိုင်ငံလုံးမှာကျွန်တော်နာမည်ကြော်ကြားသွားခဲ့ပြီး
အရင်ကဇင်းယူစကားကိုနားယောင်ပြီးကျွန်တော်ကိုဆဲခဲ့ကြတဲ့သူတွေကအခုတော့ကျွန်တော်ကိုချီးကျူးနေကြပြီးဇင်းယူရဲ့လိမ်ညာမှုတွေပေါ်သွားပြီးလူတွေကသူ့ကိုအကောင့်တူအာယုံစိုက်ခံခြင်းသူဆိုပြီးဆဲဆိုကြတော့တယ်ကျောင်းတွေကလည်းအဖေစီဖုံးဆက်ပြီးစုချီးမြင့်ခြင်းတယ်လို့ပြောကြတယ်အဖေကရွာမှာဆက်နေလို့မရတော့ဘူးမြို့ကိုပြန်မဖြစ်မယ်ကျောင်းအဖိုးကိစ္စတွေလုပ်ရမယ်နဲ့အဖိုးနဲ့အဖွားကတော့တယောက်ယောက်ကကျွန်တော်ကျောင်းဝင်ခွင့်စာရွက်ကိုခိုးသွားမှစိုးရိမ်နေကြတာကျွန်တော်ကတော့ဇင်းယူရဲ့ပြဆက်ပြီးဆုံးသွားတဲ့အထိရွာမှာပဲနေချင်သေးတာဒါပေမဲ့မိသားစုအားလုံးကားပေါ်တက်ပြီးမြို့ကိုပြန်လာခဲ့ကြတယ်ကျွန်တော်တို့ကရက်ွက်ထဲဝင်လာတာနဲ့အိမ်နီးနားချင်းတွေကရုပ်ရှင်မင်းသားတယောက်လိုဝိုင်းအောင်လာကြတော့တာအဖေကလည်းစီးပွားရေးသမားဟောင်းဆိုတော့လူတိုင်းကိုသိတယ်လူတွေကဟေးဆရာကြီးပြန်လာပြီးဂုံယူပါတယ်ဗျာသားကိုဘာကျွေးထားတာလဲ908မှတ်တောင်ဘလို့စာချက်တာလဲလို့អော်ကြတယ်အဖေကဂုံယူဝင်းကြွားစွာနဲ့ကျွန်တော်တို့ကဘာတင်ပေးရမှာလဲသူကအမြဲတမ်းအတန်းထဲမှာထိတ်ဆုံးကပဲတဲ့အတော်ကြီးတယောက်ကသူဘာစားတာလဲဘယ်စာအုပ်တွေဖတ်တာလဲလို့မေးတော့အဖေကအခွင့်ကောင်းယူပြီးဘာစားရမလဲကျွန်တော်တို့ဆိုင်ကမတန်ဟင်းနဲ့မဆလာဟင်းကိုစားတာပေါ့အုံနောက်လဲကောင်းဝမ်းလဲအေးတယ်တဲ့အဖေကကျွန်တော်ကိုရှေ့ထုတ်လိုက်တော့ကျွန်တော်လဲခြေဖျားထောက်ပြီးကျွန်တော်ရဲ့6ပေကျော်အရက်ကိုပြလိုက်တယ်အတော်ကြီးတွေကကျွန်တော်ကိုအပေါ်အောက်ကြည့်ပြီးအချို့ကခေါင်းကိုပို့အချို့ကပါးကိုဆွဲပြီးဘလောက်ခံရတဲ့ကောင်လေးလဲရုပ်ကလည်းမင်းသားရုပ်ဆိုပြီးသူတို့ကလေးတွေအတွက်ကျွန်တော်စီကနေကောင်းချီးတောင်းကြတယ်ကျွန်တော်အမြန်ပဲအိမ်ဘက်ကိုပြေးလာခဲ့တော့အဖေကတော့တွဲကိုလှမ်းပစ်ပေးပြီးမြန်သွားဆိုင်သွားဖွင့်ပြီးတန်ရှင်းရေးလုပ်ချင်ငါပစ္စည်းသွားယူဦးမယ်မင်းရဲ့ကောလိပ်ကျောင်းလာခရှာရဦးမယ်တဲ့အဖေကသူ့ရဲ့အမှတ်အများဆုံးရတဲ့သားရဲ့အောင်မြင်မှုကိုတတိမထားမိသေးဘူးကျွန်တော်နဲ့အမေဆိုင်မှာဖုန်ခါနေတော့ရက်ကွက်ကလူတွေဆိုင်ကိုရောက်လာကြတယ်ဆိုင်နမဲကိုတောင်ပထမရတဲ့သူရဲ့ဆိုင်လို့ပြောင်းဖို့အကြံပေးကြသေးတယ်အဲ့ဒီအချိန်မှာကျောင်းကတငယ်ချင်းတွေလည်းရောက်လာကြတယ်အားလုံးပဲရက်လက်ကောင်းကြတယ်လေအောင်မြင်တဲ့သူကိုပဲလောကကြီးကဝိုင်းချီးကျူးကြတာပေါ့ပြီးခဲ့တဲ့ဘဝကကျွန်တော်ကိုကြက်ဥပုတ်တွေအမိုက်တွေနဲ့ပြစ်ပေါက်ခဲ့ကြတဲ့သူတွေကဒီနေ့တော့ကျွန်တော်ကိုဝိုင်းပြီးဘေးကနေကူညီပေးနေကြပြီးည10နာရီထိဆိုင်မှာလူတွေစီကားနေပြီးပစ္စည်းတွေအကုန်ကုန်သွားခဲ့တယ်ဈေးတစ်ခုလုံးလည်းပြန်လဲစီကားလာခဲ့ပြီးလမ်းထိပ်ကပန်းတီတော်ကြီးကနေကြပန်းနှင်းစီပန်းနဲ့စပယ်ပန်းတွေပါတဲ့ပန်းစီကြီးကြီးတစ်ခုပေးခဲ့တယ်ကျွန်တော်တို့3ယောက်လက်ချင်းချိတ်ပြီးအိမ်ပြန်လာခဲ့ကြတယ်အဖေနဲ့အမေကရှေ့ကရှောက်နေပြီးကျွန်တော်ကနှင်းစီပန်းတွေနောက်ကနေဓာတ်ပုံရိုက်နေခဲ့တယ်ကျွန်တော်တို့အိမ်ရှိရောက်တော့မျက်နှာချင်းဆိုင်တကားပွင့်လာပြီးမော်လီရဲ့မိဘတွေထွက်လာကြတယ်သူတို့မျက်နှာမှာဟန်ဆောင်ပြုံးနေနဲ့အော်ဆရာကြီးဒီနေ့ညက်နက်လာချီလာတဲ့အဖေကပြုံးပြီးဟုတ်ကဲ့ဗျာဒီနေ့အယောင်းဝယ်နည်းနည်းကောင်းသွားလို့ပြောပြီးအိမ်ထဲဝင်လာခဲ့ကြတယ်ကျွန်တော်ချက်ချင်းရေချိုးပြီးဖုံးစစ်လိုက်တယ်မျောလင့်ထားတဲ့အတိုင်းစင်းယူကျွန်တော်အကောင့်ကိုကြည့်နေတော့မယ်ကျွန်တော်အကောင့်ကနာမည်အစင်းနဲ့မို့လို့တငယ်ချင်းတွေကဟေ့ကောင်ပါတွေလည်းရေးစားရနေတာလားဆိုပြီးလာဆန်းနောက်နေကြတယ်ကျွန်တော်ဘသူ့ကိုမှညှင်းမနေခဲ့ဘူးအဲ့ဒီအချိန်မှာကျွန်တော်အခန်းထဲကကင်မရာရဲ့အခြေအနေကိုကြည့်လိုက်တော့ကျွန်တော်လက်အောင်မိသွားတယ်အမေကအပြေးလွှားရောက်လာပြီးဘာဖြစ်တာလဲတားကြည့်တဲ့ဖုန်းမျက်နှာပြင်ပေါ်မှာမော်လီကနေရံမှာနာကပ်ပြီးကျွန်တော်တို့စကားတွေကိုချောင်းနှားထောင်နေတာကျွန်တော်ဖုန်းကိုခေါင်းအောင်အမြန်ဝက်ပြီးလက်ထဲမှာအာသွင်းကြိုးကိုကင်ကဘာမှမဖြစ်ဘူးအမေအာသွင်းကြိုးခြေထောက်ပေါ်ပြုတ်ကျလို့ပြောလိုက်တော့အမေကစိတ်ပူပြီးပြန်ထွက်သွားတယ်အမေသွားတော့မှကျွန်တော်လက်ချက်တက်ပြီးကြည့်လိုက်တယ်မော်လီကနေရံမှာကတ်နေတော့မဲ့သူ့မျက်လုံးတွေကကျွန်တော်ပြတင်းပေါက်စီစိုက်ကြည့်နေတာသူ့ရဲ့ဖားလျားချထားတဲ့စပင်အမဲရောင်တွေကဆုံးမတကောင်လိုပဲကျွန်တော်အခန်းထဲကဘာတမ်းမှမကြားရတော့မှသူယူသွတ်သွားပြီးလက်ထဲကချွန်ထက်တဲ့အရာတစ်ခုနဲ့ခွတ်တင်နောက်ကကျွန်တော်ဓာတ်ပုံကိုထိုးဆွားတော့တာပဲကျွန်တော်သာသူ့ရှိမှရှိရင်သူကျွန်တော်ကိုအချိန်တရမကဓာတ်နဲ့ထိုးလောက်တယ်ကျွန်တော်ဘီရိုထဲကနေလေ့ကျင့်ခန်းလုပ်တဲ့ကိရိယာကိုထုတ်ပြီးလေ့ကျင့်နေလိုက်တယ်ပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းကမှတ်တမ်းတွေကိုပြန်ကြည့်လိုက်တော့စာမွေးပွဲပြီးကလေးကမော်လီရဲ့မိဘတွေကသူ့ကိုစာမွေးပွဲမေးခွန်းတွေစွပြန်တွက်ခိုင်းနေတာကိုတွေ့ရတယ်ည2နာရီထိသူ့ကိုနှိပ်စက်နေကြတာနောက်ရက်မှာတော့သူအမှတ်နဲလို့ဆိုပြီးအကြီးကျယ်အရိုက်ခံရတဲ့600ကျော်ရမဲ့မိန်းကလေးက490ပဲရခဲ့တာကိုသူ့ကိုထမင်းတောင်မကြွေးကြဘူးသူကညလုံးပေါက်ကျွန်တော်ပြတင်းပေါက်ပြင်မှာအရေးတစ်ခုလိုမတ်တက်ရက်နေခဲ့တာတိတ်ကိုကြောက်စရာကောင်းတဲ့မြင်ကွင်းပဲဒါပေမဲ့ပြီးခဲ့တဲ့ဘဝကကျွန်တော်မိသားစုခံစားခဲ့ရတာနဲ့စာရင်ဒါကဘာမှမဟုတ်သေးဘူးကျွန်တော်တမင်တကာပြတင်းပေါက်လိုက်ကကိုနည်းနည်းဖွင့်ထားခဲ့ပြီးနေရန်ဦးမိကတပ်ပုံတပုံရိုက်လိုက်တဲ့တပ်ပုံထဲမှာကျွန်တော်မျက်နှာပေးတစ်ချမ်းနဲ့မော်လီရဲ့အခန်းထဲကကြောက်စရာကောင်းတဲ့နေရန်ကထိတ်လန့်စရာရုပ်ရှင်ပိုစတာလိုပဲကျွန်တော်အဲ့ဒီတပ်ပုံကိုတင်ပြီးကျွန်တော်တယောက်တည်းပဲမြင်ရအောင်စီစဉ်ထားလိုက်တယ်ဇင်းယူကတစ်စက္ကန့်အတွင်းလိုင်းပေါ်ရောက်လာတယ်ကျွန်တော်ကတပ်ပုံကိုဖုန်းထဲကနေမှတ်တမ်းတင်လို့မရအောင်စီစဉ်ထားတာမို့သူ့ရဲ့စိတ်မမှန်တဲ့အသည့်ထဲမှာပဲဆွဲထင်ကြံရစ်ခဲ့မှာအဲ့ဒီနောက်မှာမော်လီသဘောကျတဲ့တခြင်းတစ်ပုတ်ကိုမျှဝေလိုက်တယ်နောက်တစ်ပတ်အထိကျွန်တော်ဒီလိုပဲလုပ်နေခဲ့တယ်ဇင်းယူကညလုံးပေါက်ကျွန်တော်အကောင့်ကိုလာကြည့်နေတော့ပဲဇင်းယူစေးရုံကဆင်းမဲ့မတိုင်ခင်တရက်မှာကျောင်းကအဖွဲထဲမှာလူတွေကသူ့စီသွားလဲကြဖို့ပြောနေကြတယ်တငယ်ချင်းတယောက်ကကျွန်တော်ကိုလာခေါ်ပေမဲ့ကျွန်တော်အဖွဲ့ထဲကထွက်လိုက်ပြီးသူတို့အားလုံးကိုပိတ်ပစ်လိုက်တဲ့ဇင်းယူကကျွန်တော်ကိုမဟုတ်မမှန်ဆွဆွဲခဲ့တာကိုဒီလူတွေကသူ့စီတစ်တီးတွေတွားပေးကြမလို့တဲ့သူစေးရုံကဆင်းတဲ့နေ့မှာကျွန်တော်တို့ရွာကိုထပ်ထွက်လာခဲ့ကြတယ်အမေကမော်လီရဲ့အမေကကျွန်တော်ရဲ့စာအုပ်အဟောင်းတွေကိုလာတောင်းတယ်လို့ပြောတယ်မော်လီကစာပြန်ချက်မလို့တဲ့အမေကတော့စာအုပ်တွေတခြားသူကိုပေးလိုက်ပြီးလို့တက်ပဲညင်းလိုက်တဲ့အမေလောက်တာမှန်တယ်အရင်ကကျွန်တော်တို့ကိုနှိမ်ချခဲ့တဲ့သူတွေကအခုတော့ကျွန်တော်တို့ခြေဝါးကိုလာရက်နေကြပြီးအဖေကကျွန်တော်စာအုပ်တွေကိုရွာကညီငယ်ညီမငယ်တွေအတွက်တေချာတင်ထားပေးတဲ့ရွာမှာတော့ကျွန်တော်ရဲ့အောင်မြင်မှုကိုအောင်ပွဲခံနေကြပြီးမြို့ကတငယ်ချင်းတွေပါတီလုပ်တဲ့နေ့မှာပဲရွာမှာလည်းကျွန်တော်အတွက်ဂုဏ်ပြုစပွဲကြီးလုပ်ပေးခဲ့တယ်အဲ့ဒီမတိုင်ခင်အဖိုးကကျွန်တော်ကိုဘိုးဘွားတွေရဲ့ဂူတင်ချိုင်းစီခေါ်သွားပြီးအမွှေးတိုင်ထုံးကမြေးလေးပထမရပြီဖြစ်ကြောင်းပြောပြခဲ့တယ်အမွှေးတိုင်မိခိုးတွေကြားထဲမှာကျွန်တော်လက်အုပ်ချပြီးဆူတောင်းလိုက်တယ်
အဖိုးဖွားတို့ရေဒီညမှာဇင်းယူရဲ့ယူသွမှုတွေနိုးထလာပြီးအဲ့ဒီမော်လီကိုပါတပားတဲ့ခေါ်ဆောင်သွားပါစေလို့ဘိုးဘွားတွေကဒီလောက်မြ мян ဆက်ဆန်းနားညောင်းပေးလိုက်မယ်လို့ကျွန်တော်မထင်ခဲ့ဘူးညဘက်အိတ်ခမ်းကြီးမှာဖုံးမိလာတဲ့ကျောင်းကတငယ်ချင်းတယောက်ဆက်တာအလဲတန်းကျောင်းကအဖွဲကိုဖွင့်ကြည့်လိုက်တဲ့အချိန်ကျွန်တော်ရင်တွေတုန်သွားခဲ့ရတယ်အဲ့ဒီမှာဗီဒီယိုတွေနဲ့တပ်ပုံတွေအများကြီးပဲတဖြည်းဖြည်းနဲ့အကြောင်းအရာတွေထွက်လာတယ်ကျွန်တော်တို့ရက်ကွက်နဲ့မလန်းမကန်းကလမ်းမကြီးပေါ်မှာအရာအလုံးပြီးဆုံးသွားခဲ့တာပါတီအပြီးတငယ်ချင်းတွေအပြင်ထွက်လာတဲ့အချိန်တယောက်ကစကားပြောတယောက်ကကားဆောက်နေတော့မှမော်လီနဲ့ဇင်းယူကိုအတူတူတွေ့လိုက်ရတာသူတို့ကြားဘာတွေပြောကြလဲမသိပေမဲ့ရုတ်တရက်အကြီးအကျယ်ရန်ဖြစ်ကြတော့တာပဲတငယ်ချင်းတွေပြောပြချက်အရာဇင်းယူနှလုံးရက်သွားတဲ့နေ့ကမော်လီနဲ့ဖုန်းပြောနေခဲ့တာဖြစ်ပြီးမော်လီကသူ့ကိုတခုခုပြောလိုက်လို့စိတ်ထိခိုက်သွားတာတဲ့သူတို့နှစ်ယောက်လမ်းမပေါ်မှာလုံးထွေးတက်ပုတ်နေကြတော့တဲတွေတင်လာတဲ့ကုန်တင်ကားတစ်စီးအရှိန်ပြင်းပြင်းနဲ့မောင်းလာခဲ့တဲ့ဇင်းယူကသူ့အားရှိသမျှနဲ့မော်လီကိုကုန်တင်ကားရှိတွန်းပို့လိုက်ပေမဲ့မော်လီကလည်းတာမန်မဟုတ်တော့တေခါနီးမှာဇင်းယူရဲ့လက်ကိုဆွဲခေါ်သွားခဲ့တဲ့နှစ်ယောက်စလုံးကုန်တင်ကားနောက်ပြီးအောက်ရောက်သွားကြတော့တာပဲဇင်းယူကတော့နေရာမှာတင်ပွဲချင်းပြီးဆုံးသွားခဲ့ပြီးမော်လီကတော့ခြေထောက်နှစ်ဖက်စလုံးပြတ်သွားခဲ့ရတယ်သူ့ခန္ဓာကိုယ်လည်းလမ်းပေါ်မှာသွေးချင်းချင်းနေအောင်ပုတ်တိုက်သွားခဲ့တာဒီမြင်ကွင်းကပြီးခဲ့တဲ့ဘဝကကျွန်တော်မိဘတွေကြုံခဲ့ရတာနဲ့ကွက်တီပဲအဲ့ဒီနေရာမှာရှိတဲ့တငယ်ချင်းတွေလည်းလမ်းဖြတ်ပြီးအချို့အံကုန်ကြတယ်ကျွန်တော်ဒီသတင်းကိုကြားရတဲ့အချိန်ဆောင်ကိုကောင်းကြီးချုံပြီးယူမတက်အော်ရမိတယ်မျက်ရည်တွေလည်းကျလာပေမဲ့အဲ့ဒါကဝမ်းသာလုံးလို့ကြားတဲ့မျက်ရည်တွေမော်လီကနှစ်ရက်ကြာမှတတိယလာတယ်သူ့ရဲ့တင်ပအောက်ပိုင်းကိုဖျက်ပစ်လိုက်ရပြီးအရေးပြားတွေပုတ်တိုက်ပျက်စီးသွားလို့ဆရာဝန်တွေကငါအရေးပြားနဲ့ပြန်ဖုံးပေးထားရတာကဆရာကတော့အပြစ်မရှိဘူးဘာလို့လဲဆိုတော့သူတို့နှစ်ယောက်စလုံးကအမှားလုပ်ခဲ့တာကိုကားကလည်းအစုပ်ကြီးဆိုတော့ရော်ကြီးလဲရဖို့မရှိဘူးကျွန်တော်တို့ရွာကပါတီပြီးလို့နှစ်ရက်ကြာမှမြို့ကိုပြန်လာခဲ့ကြတယ်ရက်ွက်ထဲရောက်တော့လူတွေအုံကြက်ကြက်ဖြစ်နေတာတွေ့ရတယ်လူအချို့ကလက်တွန်းလက်တစည်းကိုတွန်းလာကြပြီးအရှိဆုံးကနေဇင်းယူရဲ့အဖေရောက်လာတာတွေ့ရတယ်ကျွန်တော်အဖေကိုဖေဆိုင်ကိုပဲတန်းပေါင်းလိုက်တော့ဒီမှာမရက်နဲ့လို့ပြောလိုက်တယ်ပစ္စည်းတွေဆိုင်ထဲထားပြီးမှကျွန်တော်တို့သွားကြည့်လိုက်တော့အဲ့ဒီလဲပေါ်မှာဇင်းယူရဲ့အလောင်းကိုတင်ထားတာကိုဒီလောက်ပူပြင်းတဲ့ရာသီဥတုမှာအလောင်းပေါ်မှာရေခဲတော့အချို့ပဲတင်ထားတော့အနံ့တွေထွက်နေပြီးလူတွေကနှာခေါင်းပိတ်ပြီးဝေးဝေးကပဲရက်ကြည့်နေကြတယ်ဇင်းယူမိသားစုရဲ့အကြောင်းပြချက်ကထူးဆန်းတဲ့ပြမော်လီကြောင့်သူတို့သမီးတေးရတာတဲ့ဇင်းယူကမော်လီကိုတွန်းချခဲ့တာဖြစ်ပေမဲ့ဇင်းယူမိသားစုကတော့တေးသွားတဲ့သူကအမြဲမှန်တယ်ဆိုတဲ့စကားကိုပဲပြောနေကြတာမော်လီရဲ့မိဘတွေကတော့အိမ်ထဲမှာပဲအောင်းနေပြီးအဲ့ဒီညမှာပဲတိတ်တဆိတ်အိမ်ပြောင်းပြေးသွားကြတယ်ဒါပေမဲ့ဇင်းယူမိသားစုကအလျှော့မပေးပဲသူတို့ကြောင်းရှိမှာဆိုင်းဘုတ်တွေချိတ်ပြီးဆန္ဒပြကဇင်းယူရဲ့အတူပေါက်ကိုမချပဲထားကြတယ်အင်တာနက်ပေါ်မှာလည်းဟိုးကြော်သွားခဲ့ပြီးကျွန်တော်လည်းအခွင့်ကောင်းယူပြီးမော်လီရဲ့တရိတ်ဆန်တွေကိုညှဉ်းပန်းနှိပ်စက်တဲ့အကောင့်ကိုလိုင်းပေါ်မှာလူသိများအောင်လုပ်လိုက်တယ်အဲ့ဒီနောက်မှာတော့တနိုင်ငံလုံးကသူတို့ကိုစန့်ကျင်ကြတော့တာပဲလူတွေကမော်လီရှိတဲ့ဆေးရုံရှိမှာတည်ဆုံသွားတဲ့တရိတ်ဆန်တွေရဲ့ဓာတ်ပုံတွေနဲ့ကျိန်ဆဲစာတွေလာခဲ့ကြတယ်ပြီးခဲ့တဲ့ဘဝကကျွန်တော်မိစုခံစားခဲ့ရတဲ့မုန်းတီးမှုတွေကိုအခုတော့သူတို့ပြန်ခံစားနေရပြီဒါပေမဲ့ဒီလူတွေကအန္တရာယ်ရှိနေတော့မဲဆိုတာကျွန်တော်သိတယ်မော်လီရဲ့မိဘတွေကဆရာမတွေတယောက်ကဇီဝဗေဒတယောက်ကဓာတုဗေဒအခုဆိုသမီးဖြစ်သူကလည်းဒုက္ခိတဖြစ်အလုပ်လဲပြုတ်ပစံလဲကုန်သွားပြီဆိုတော့ဒီလိုလူတွေကငွေဆိုးလိုပဲကျွန်တော်အရေးတစ်ခုလို့ကျွန်တော်မိဘတွေနားမှာပဲနေပြီးသူတို့ကိုအပြင်တယောက်တည်းမသွားခိုင်းတော့ဘူးအစကတော့သူတို့ကကျွန်တော်နောက်နေတယ်ထင်ပေမဲ့ကျွန်တော်အန်ရဲ့အကြောင်းတေချာရှင်းပြတော့မှသူတို့လည်းသတိထားကြတော့တယ်တပတ်အကြာမှာတော့တနိုင်ငံလုံးကိုတုံလုံးစီမဲ့သတင်းထွက်လာခဲ့တဲ့ကုန်တင်ကားကုမ္ပဏီကလူသားချင်းစာနာမှုအရာဇင်းယူမိသားစုကိုပတ်စံ9သိန်းပေးခဲ့လို့သူတို့ရွာမှာရက်လက်စွန်းတွတ်တရားနာပွဲလုပ်ကြတယ်ဇင်းယူမိဘတွေကလိုင်းပေါ်မှာနာမည်ကြီးချင်တော့တရွာလုံးကိုဖိတ်ပြီးမော်လီကိုစန့်ကျင်ပြောဆိုပေးမဲ့သတင်းထောက်တွေကိုပါဖိတ်ခဲ့ကြတာအဲ့ဒီအထဲမှာပြီးခဲ့တဲ့ဘဝကကျွန်တော်မိဘတွေကိုကားနဲ့တိုက်ခဲ့တဲ့ကောင်လေးနဲ့သူ့မိဘတွေပါဝင်နေခဲ့တယ်သူတို့အားလုံးအဲ့ဒီမှာမော်လီကိုဆဲဆိုဖို့ရောက်နေကြတာလူရပေါင်းများစွာကဗီဒီယိုတိုက်ရိုက်လွှင့်နေကြပြီးအဲ့ဒါကဝမ်းနည်းစရာပွဲမဟုတ်ပဲလူပြက်ပွဲလိုဖြစ်နေခဲ့တယ်ဒါပေမဲ့ထမင်းစပွဲစတာနဲ့လူတွေအားလုံးမြေကြီးပေါ်လူးလိမ့်ပြီးတေကုန်ကြတော့တာပဲအဲ့ဒါကဗီဒီယိုထဲမှာတိုက်ရိုက်ပေါ်နေပြီးလူတန်းပေါင်းများစွာမြင်တွေ့ခဲ့ရတဲ့လူသက်သမားကတော့မော်လီရဲ့မိဘတွေပဲမတိုင်ခင်ရက်ကတည်းကမော်လီကသူ့အခြေအနေကိုစိတ်ပြက်ပြီးအဆုံးစီရင်သွားခဲ့တာမို့သူ့ရဲ့ဝမ်းနည်းနာကြီးမှုတွေကြောင့်မိဘတွေကယူသွတ်သွားပြီးဇင်းယူမိသားစုရဲ့ထမင်းပွဲမှာအစိတ်ခတ်ခဲ့ကြတာပြီးတော့လူအလုံးကိုတက်ပြီးမှသူတို့ကိုယ်တိုင်လည်းမိရှုအသေးခံသွားခဲ့ကြတယ်ဒီသတင်းရုပ်သံမှာပါလာတော့မှပဲကျွန်တော်တပြင်းချနိုင်တော့တယ်ပြီးခဲ့တဲ့ဘဝကတရက်ခန့်တွေအလုံးကိုအပြင်းနဲ့ကိုမိလောင်ပြကျသွားခဲ့ကြပြီးဒီနေ့တော့ကျွန်တော်မိဘတွေရဲ့ကောင်းချီးမြတ်တာချီရတဲ့သူတွေရဲ့မျှော်လင့်ချက်တွေကိုတည်ဆောင်ပြီးခီးတစ်တစ်ခုကိုရှောက်လန်းတော့မယ်အခုကျွန်တော်အနာဂတ်ကတောက်ပနေပြီဖြစ်တယ်လို့ကျွန်တော်နောက်မှာဘာအရေးမီးမှမရှိတော့ဘူးကျွန်တော်တို့ရဲ့ဇလန်းကတော့ဒီမှာတင်ပြီးဆုံးပါပြီ